အားလုံးမင်္ဂလာပါကျွန်တော်ကိုပီတာဖြစ်တဲ့ခရိယန်ဘာသာဝင်ဖြစ်တယ်ဒီနေ့တော့ကျွန်တော်ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုကိုဝင်ပြီးပြောပြရစေเนาะကျွန်တော်ဗုဒ္ဓဘာသာကြောင့်ဘယ်လောက်နားလဲလို့ပြောရင်နားမလဲပါဘူးဒါပေမဲ့ဒီကာလာမတုံနဲ့ပတ်သက်ရင်ဒီတစ်ခုတည်းကိုလို့ပြောရင်ကျွန်တော်နားလဲတယ်လို့ကျွန်တော်ကိုယုံကြည်တယ်ဒါကြောင့်မလို့ဝင်ပြောမှာဖြစ်တယ်ဝင်ရှုပ်တာလုံးဝမဟုတ်ဘူးကျွန်တော်ဘာဖြစ်လို့ဒီလိုဝင်ပြောရလဲဆိုတဲ့အကြောင်းတရားကိုဒီဗီဒီယိုရဲ့နောက်မှာပြောမယ်เนาะဘာကြောင့်ဒီကာလာမတုတ်ကဗုဒ္ဓဘာသာအတွက်ကိုဘာသာခြားတွေအတွက်ကိုပြောတာဖြစ်တယ်လေဆိုတာကိုကျွန်တော်အရင်ပြောမယ်ဟုတ်ပြီနော်အရင်ပြောမယ်နော်ဘာအကြောင်းတရားဘာကြောင့်လဲခရိယန်ဖြစ်ပြီးမြတ်ဘာဖြစ်လို့လာရှုပ်တာလဲလို့သိချင်ရင်ကျွန်တော်ဒီဗီဒီယိုထဲမှာပဲအနောက်ကိုဆက်ပြီးမှနားထောင်ပါအဲ့မှာကျွန်တော်ဖြေပေးရမယ်ဟုတ်ပြီကာလာမတုတ်ကဘာသာခြားတွေအတွက်ပဲပြောတယ်လို့ပြောနေတဲ့ဗုဒ္ဓဘာသာဘက်ကဆရာတော်ကြီးဦးစောတိကအထူးသဖြင့်ဖြေကြားပေးချင်ပါတယ်နော်သူဖြေကြားပေးစေချင်ပါတယ်နော်နောက်တဲ့တချို့ဆရာကြီးတွေလည်းရှိတယ်ဘုန်းကြီးမှုတဲ့ဆရာကြီးတွေဖြေကြားပေးပါကျေးဇူးပြုပြီးမှနော်ကျွန်တော်ဒီနေ့ပြောကြတဲ့ကိစ္စနဲ့ပတ်သက်ပြီးဟုတ်ပြီကာလမတုတ်ကဘာဖြစ်လို့ဗုဒ္ဓဘာသာဝင်တွေအတွက်လည်းပြောရတာလေလို့မပြောခင်မှာဦးစောတိကပြောထားတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်မဟုတ်ဘူးလို့ပြောရတဲ့စကားကြောင့်ကျွန်တော်ကသူတို့ဘက်ကဗုဒ္ဓဘာသာဝင်ဆရာကြီးတွေကိုဆရာတော်ကြီးတွေကိုကျွန်တော်မေးခွန်းထုတ်ချင်ပါတယ်ဗုဒ္ဓဘာသာမှာယုံကြည်မှုဆိုတာစစ်မှန်သောယုံကြည်မှုအထူးသဖြင့်ဗုဒ္ဓကိုယုံကြည်တယ်ပေါ့နော်စစ်မှန်စွာယုံကြည်တယ်ဆိုတဲ့စကလုံးဒီစကလုံးကိုအကျင့်တရားနဲ့တိုင်းတာပါသလားနော်အကျင့်တရားနဲ့တိုင်းတာပါသလားအပြောအဆိုနဲ့တိုင်းတာပါသလားနော်ကျွန်တော်ဒါကိုမေးချင်တာပြောချင်တာကအခုကျွန်တော် YouTube တွေမှာကြည့်ကြည့်ပါဗုဒ္ဓဘာသာဝင်တွေကိုအင်တာသွားပြုတယ်9ပါးသီလပါလေမသိဘူးမကင်10ပါးဆိုတော့ပိုဝေးတာပေါ့နော်ကျွန်တော်အများကြီးတော့မပြောဘူးဗုဒ္ဓဘာသာဝင်မှုတော့ကျွန်တော်တအားပြောရင်လေကျွန်တော်ဆရာကြီးလောက်တာလားမဖုံးကြီးလည်းမှုပဲနေဆိုလာပြောမှာဆိုလို့လေကျွန်တော်လည်းအဲ့လောက်တော့ပြောမခံရဘူးနော်ခုနလိုပြောရတဲ့အကြောင်းတရားကျွန်တော်မှရှိလို့ကျွန်တော်လည်းပြောရတာဖြစ်တယ်နော်ဗီဒီယိုရဲ့နောက်မှာဆက်သွားကြည့်ပါသိချင်းဟုတ်ပြီနော်ဆက်ပြောမယ်ဗုဒ္ဓပထမမိခွန်းဗုဒ္ဓဘာသာမှာဗုဒ္ဓကိုတကယ်ဖျားဖြစ်ယုံကြည်တယ်တကယ်ယုံကြည်ကိုးကွယ်ပါတယ်ဆိုတဲ့သူတွေကိုအပြောနဲ့တိုင်းတာလားအကျင့်နဲ့တိုင်းတာလားဘယ်အပြောထိဘယ်အကျင့်ထိတိုင်းတာပါတယ်လေခုနလိုဟိုဗာလဲ9ပါးသီလလည်းမသိနော်တချို့ကျင့်ဖို့ဆိုတော့ပူဝေးပေါ့နော်9ပါးသီလမှာတပါးသီလတောင်မလုံတဲ့ဗုဒ္ဓဘာသာဝင်တွေလည်းအများကြီးရှိမှာပဲနော်အဲ့လိုတော့ဗုဒ္ဓဘာသာကိုချုံနေပြီးပြောတာမဟုတ်ဘူးเนาะကျွန်တော်တို့ခရိယန်တွေမှာလည်းဒီလိုမျိုးပေါ့နော်အဖြစ်တွေနဲ့ပဲလုံးပန်းနေရတဲ့လူတွေကြဲပါပဲအများစုကနော်အဲ့တော့ကျွန်တော်ပြောပြချင်နှိမ့်ချလို့ပြောစေနှိမ့်ချရေးပြောချင်တာမဟုတ်ဘူးနော်မေးခွန်းမဲ့သိချင်တာ9ပါးသီလမလုံမဲနဲ့ဟိုအတွဲလေးတွေတချို့ဆို line ပေါ်မှာရှိတယ်သိမှာပါဖျားပေါ်သွားပြီးတော့မှဗုဒ္ဓဘာသာဝင်တွေပဲတယောက်နဲ့တယောက်ဖတ်လိုက်နှားလိုက်တွေလည်းရှိတယ်သူတို့တွေကိုဗုဒ္ဓကိုတကယ်အမှန်ကန်ယုံကြည်တယ်လို့ဘုံတို့ကလက်ခံနေတာလားပေါ့နော်ထားပါတော့ဒါတော့ဒုတိယမေးခွန်းမှလာမှာဆိုပထမမေးခွန်းကတော့ယုံကြည်မှုတစ်ခုကိုပဲအဆင့်ထိတိုင်းတာပါတယ်လေဆိုတဲ့ဟာလေးကိုပေါ့နော်ကျွန်တော်မေးချင်တာဟုတ်ပြီဒုတိယမေးခွန်းကတော့ခုနတည်းမှာတော့နည်းနည်းပါသွားတယ်နော်ဗုဒ္ဓဘာသာဝင်တွေပင်လင်းနော်ဖះကိုယုံနေပြောပြီးဟိုဗာလဲဟိုဖះစီဒီပေါ်မှာတွေမှာတက်ပြီးတော့မှခါးလေးတွေဖတ်ထားတာပါညာအများကြီးရှိတယ်သူတို့ကိုဖုံတို့ကတကယ်ဗုဒ္ဓကိုတကယ်တဝင်ယုံကြည်နေတဲ့သူတွေလို့လက်ခံနိုင်လို့လားသူတို့လိုမျိုးဗုဒ္ဓကိုယုံကြည်လို့ရလားသူတို့လိုမျိုးအကျင့်စာရိတ္တနဲ့သူတို့လိုမျိုးနေပုံစံနဲ့9ပါးသီလလည်းမသိ9ပါးသီလလည်းမလုံတပါးမှမလုံနော်တပါးလောက်လုံရင်တော်သေးတယ်ပေါ့နော်တပါးမှမလုံတဲ့လူတွေလည်းရှိတယ်အပြစ်ပြောတာမဟုတ်ဘူးနော်တပါးမှမလုံတဲ့လူရှိတယ်နောက်ဆုံးမလုံတဲ့အပြင်ပူပါဆိုးနေသေးတယ်ဖះပေါ်မှာတော့ဖတ်သွားနှမ်းသွားနဲ့နော်ကျွန်တော်လည်းသိပါတာအပြစ်ပြောတာမဟုတ်နော်တချို့ဆိုဖုန်ကြီးဖြစ်နေတန်တဲ့နဲ့နော်ကောင်းမလေးနဲ့တွဲတာမျိုးတွေနော်ဒါကတော့ဗုဒ္ဓဘာသာဘက်ကကြော်ကြီးတို့လားဇော်ပူညဆိုတာဇော်ပူညဆိုတာညီလေးတွေပေါ့သူတို့လည်းသူတို့အကောင့်တွေထဲမှာတင်တာလေးတွေတွေ့ဖူးလို့ပါနော်ဒီလိုလူမျိုးတွေကိုနော်ဗုဒ္ဓကိုအမှန်တကယ်ယုံကြည်တဲ့သူတွေလို့လက်ခံထားတာပါသလားလို့မေးခွန်းထုတ်တယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ကအခုပြောမှာကဘာကြောင့်ဘာသာခြားတွေဒီမကပဲနဲ့ဗုဒ္ဓဘာသာဝင်တွေကိုပါပြောနေတယ်လို့ဒီကာလာမတုတ်ကပြောနေတယ်ကဗုဒ္ဓဘာသာဝင်တွေအတွက်လည်းဖြစ်တယ်လို့ဘာကြောင့်ပြောနိုင်ရတာလဲဆိုတာကိုကျွန်တော်ဒီနေ့လာပြောမှာနော်အဲ့ကဒီနေ့လာပြောအခုပြောမှာနော်အဲ့တော့ကာလာမတုတ်ကဗုဒ္ဓဘာသာရဲ့ဝင်တွေကိုပါဘာဖြစ်လို့ပြောတာလဲလို့ကျွန်တော်တို့ပြောမယ်ဆိုယုံကြည်မှုဆိုတာကပါဇက်ကနေဒီဖျောက်အောင်ငါယုံနေဟ
ဇေဒီလေးသွားပြီးရှစ်ခိုးတယ်ဥမာခရိယန်နေလိုမျိုးကျွန်တော်ခရိယန်ဆိုတော့ခဏတော့နည်းနည်းတော့နှိုင်းတာမဟုတ်ဘူးနော်နည်းနည်းနားလည်လို့အောင်ပြောတာဖခင်ကြောင့်တစ်ပတ်တစ်ခါလေးသွားမယ်ဖခင်ရှစ်ခိုးမယ်ဟာလေလုယာအော်မယ်အာမင်အော်မယ်ဖခင်သခင်ကောင်းကြီးပေးပါစေလို့ပြောလိုက်တိုင်းဒါကခရိယန်ဘာသာကိုတောက်ဝင်ယုံကြည်တယ်သခင်ယေရှုကိုတကယ်တောက်ဝင်ယုံကြည်တယ်လို့ကျွန်တော်တို့ကလုံးဝမတတ်မှတ်ပါဘူးဘာသာဝင်အဖြစ်ထားပေမဲ့တကယ်ယုံကြည်သူအဖြစ်ကျွန်တော်တို့ကမတတ်မှတ်ပါဘူးပေါ့နော်အယုံကြည်ခြင်းဆိုတာကျွန်တော်တို့အနေနဲ့ကအကျင့်တရားနဲ့လုံးဝဆိုင်တဲ့အရာတစ်ခုဖြစ်တယ်เนาะအဲ့တော့ခရိယန်အကြောင်းကိုစိတ်ဝင်စားလို့ဗာလေးလို့သိချင်နောက်ပိုင်းကျွန်တော်ရဲ့ဒီအကောင့်မှာတော့ကျွန်တော်နောက်ပိုင်းမှာတော့ကျွန်တော်ပြောမှာပေါ့နော်အခုတော့ဗုဒ္ဓဘာသာအကြောင်းလေးနည်းနည်းလေးဝင်ပြောရတာအကြောင်းလေးရှိလို့ပြောရတာဟုတ်ပြီအဲ့တော့ဘာကြောင့်ပြောနိုင်ရတာလဲဆိုဗုဒ္ဓဘာသာဝင်တွေကိုလေလုံးဝအကြောင်းမဲ့မယုံကြည်စေချင်ဘူးဘာကြောင့်လဲကြည့်ကြည့်ပါဗုဒ္ဓဘာသာဝင်တွေမှာကိုကြော်ကြီးတို့နော်တချို့ဗုဒ္ဓဘာသာယုံကြည်မှုအကြောင်းနဲ့ပတ်သက်တဲ့တချို့ဘုန်းကြီးတွေဥဇောတိကတို့လိုမျိုးပဲဖြစ်ပြောနေတဲ့စကားတွေကိုကြည့်ကြည့်ပါဗုဒ္ဓဘာသာဆိုတာယုံကြည်မှုတွေမှာအကျိုးအကြောင်းနဲ့ယုံခိုင်းတာတွေပဲရှိတယ်အထူးသဖြင့်အကြောင်းတရားတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးယုံကြည်မှုနဲ့အများတိုင်းစဉ်းသက်ပြီးအကျိုးရှိအကြောင်းရှိနဲ့ယုံကြည်တယ်ဘလို့ယုံတယ်ဟိုလိုယုံနိဗ္ဗာန်ကိုဘာဖြစ်လို့ယုံလို့ရတယ်လေဒီလိုအကျိုးတွေရှိတယ်ဒီလိုအကြောင်းတရားတွေရှိတယ်ဆိုမှအများတိုင်းအကျိုးအကြောင်းနဲ့မြင်နေဖော်ပြနေတာဖြစ်တယ်။သဘောတရားဗုဒ္ဓကလေဗုဒ္ဓဘာသာဝင်တွေထဲမှာကြည်ဗုဒ္ဓဘာသာကိုယုံပါတယ်ဆိုတဲ့လူတွေထဲမှာကြည်ပါအကျိုးလည်းမသိအကြောင်းလည်းမသိပဲအကျိုးလည်းမရှိအကြောင်းလည်းမသိအကျိုးလည်းမသိအကြောင်းလည်းမရှိအဲ့လိုမျိုးဗလိုင်းကြီးယုံနေတဲ့လူတွေတနည်းအားဖြင့်မျက်လုံးမှိတ်ယုံနေတဲ့လူတွေလည်းရှိတယ်။နော်အဲ့ဒါအကြောင်းမလို့ကိုပဲဘာသာ6ကိုလွယ်နဲ့ကူပြောင်းသွားကြတာဒီဗုဒ္ဓဘာသာတွေတချို့အကုန်လုံးတော့ပြောတာမဟုတ်ဘူးเนาะဒါတော်များတွေကိုပြောတာအဲ့လိုမသိတဲ့အတွက်ကြောင့်ပြောင်းသွားကြတာเนาะအချို့အကြောင်းတွေမသိဘူးအဲ့တော့ကျွန်တော်တို့ကဒီမှာဗာပြောချင်တာလေဆိုတော့ဗုဒ္ဓကသူ့ကိုယုံတာအဲ့လိုမျက်လုံးမှိတ်ပြီးမယုံစေချင်ဘူးလို့တော့ကျွန်တော်မြင်တယ်သူ့ကိုယုံကြည်တယ်ဆိုတာကအကျိုးရှိအကြောင်းရှိနဲ့တေချာဉာဏ်ပညာနဲ့စဉ်းစားချင်းချိန်ပြီးယုံစေချင်တာဖြစ်တယ်ဒါကြောင့်မလို့ဒီကာလမတုတ်ကလုံးဝကိုဗုဒ္ဓဘာသာဝင်တွေအတွက်လည်းပါတယ်လို့ကျွန်တော်လက်ခံထားတာဖြစ်တယ်ဟုတ်ပြီအဲ့ဒီတော့ဒီလိုဗုဒ္ဓဘာသာဝင်တွေအတွက်ကာလမတုတ်ကမဟုတ်ဘူးလို့ပြောရင်ဗုဒ္ဓဘာသာဒီတနည်းအားဖြင့်ပေါ့နော်ဗုဒ္ဓကိုအကျိုးလည်းမသိအကြောင်းလည်းမသိပဲယုံလို့ရတယ်မျက်လုံးမှိတ်ယုံလိုက်ပါဆိုတဲ့သဘောတရားမျိုးမတက်ရောက်နေဘူးလားနော်ဒါဗုဒ္ဓဘာသာကြီးလည်းဆင်ခြင်လို့ရအောင်နော်ဗုဒ္ဓကတော့ကျွန်တော်ယုံကြည်တယ်သူ့ကိုအဲ့လိုအကျိုးမရှိအကြောင်းမရှိပဲဗလိုင်းကြီးဇွတ်ယုံတာမျိုးကိုသူကပူဇာနေတဲ့ဖရာမျိုးမဟုတ်ဘူးအဲ့လိုမျိုးလိုချင်နေတဲ့ဖရာမျိုးလည်းမဟုတ်ဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်သူကသူ့ကိုယုံကြည်တယ်ဆိုတဲ့ဟာမျိုးနေရာမှာအကျိုးရှိအကြောင်းရှိဉာဏ်ပညာနဲ့တေချာစဉ်းစားပြီးကိုယ်တိုင်ကြင်ကြံအားထုတ်တဲ့ယုံကြည်မှုမျိုးကိုဒါဗုဒ္ဓကအလိုရှိတယ်ပြောချင်တာဗုဒ္ဓကိုအတင်းယုံခိုင်းစေချင်တယ်လို့ပြောတာမဟုတ်ဘူးเนาะယုံကြည်မှုတစ်ခုဆိုတဲ့နေရာမှာသူ့ယုံကြည်တယ်ဆိုတဲ့နေရာမှာ तू ကအဲ့လိုကိုလိုချင်တာเนาะဒါကြောင့်မလို့ကာလာမတုတ်ကဗုဒ္ဓဘာသာဝင်တွေအတွက်လည်းပါတယ်လို့ကျွန်တော်ကတော့လက်ခံတယ်เนาะဒါကလုံးဝတက်ပြောရင်ဆရာတော်ကြီးဦးဇောတိကတို့ကိုတက်ကိုတုံ့ပြန်နေတာเนาะဟုတ်ပြီဒီလိုပြောတဲ့နေရာမှာကျွန်တော်အနေနဲ့ခုနလိုပေါ့เนาะတကယ်လို့ကာလမတုတ်ကဗုဒ္ဓဘာသာဝင်တွေအတွက်မပါဘူးလို့ပြောရင်ဗုဒ္ဓဘာသာတွေကဗုဒ္ဓကိုယုံကြည်တာအကြောင်းတရားရှိအကျိုးတရားရှိယုံကြည်တာမဟုတ်ဘူးလို့တစ်ဖက်လက်နဲ့ဝန်ခံတယ်လို့ဖြစ်သွားတယ်နော်ဒါကကျွန်တော်အမြင်ကိုပဲပြောတာနော်မှားရင်လည်းခွန်းလို့ကြပါစော်ကားတာလုံးဝမဟုတ်ဘူးနော်အပြည့်သောဗုဒ္ဓဘာသာမှာလည်းအခုကဒီကာလာမတုတ်နဲ့ပတ်သက်ပြီးတစ်ဖက်ကဘုန်းကြီးတွေကလည်းကာလာမတုတ်ကဘာသာခြားတွေကိုပဲပြောတာလို့ပြောရင်ဒါကဗုဒ္ဓကိုစော်ကားတာပါလို့ပြောတဲ့ဘုန်းကြီးတွေတအုပ်စုရှိသလိုတစ်ဖက်ကနေလည်းကာလာမတုတ်ကဗုဒ္ဓဝင်တွေကိုဘာသာဝင်တွေကိုပါပြောတာလို့ပြောတယ်ဆိုရင်ဒါဗုဒ္ဓဘာသာကိုမယုံကြည်တဲ့သဘောဖြစ်သွားတယ်ဗုဒ္ဓကိုတန်တရားရှိတယ်ဆိုတဲ့သဘောဖြစ်သွားတယ်လို့ပြောတယ်ဘုန်းကြီးကလည်းရှိတယ်ဗုဒ္ဓဘာသာဝင်ကိုလုံးဝမဟုတ်တာဆိုမှအဲ့လောက်ထိကိုပြောထားကြတယ်ဘုန်းကြီးတွေလည်းရှိတယ်နှစ်စုပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှရှိတယ်အဲ့တော့ဒီကြားထဲမှာကျွန်တော်ကတော့ဗုဒ္ဓဘာသာဝင်တွေကိုဥဇောတိကတို့ဘက်ကမပါစေချင်လို့ပြောတယ်တက်ပြောတယ်ဒါကြောင့်မို့ကျွန်တော်ကရှင်းရှင်းလင်းလင်းကျွန်တော်တို့ကလူဘိန်းဆိုတော့လူဘိန်းနေနားလေလွယ်တဲ့ဉာဏ်လေးနဲ့ပြောတာကျွန်တော်တို့ကတကယ်တရားအထုံးကျင့်ကြံနေတဲ့ဘုန်းတော်ကြီးတွေမဟုတ်ဘူးကောကျွန်တော်တို့လိုလူကလောကမှာအများကြီးလေဗုဒ္ဓဘာသာထဲမှာခရစ်ယာန်တွေထဲမှာကောနော်ဘာသာမဲ့တွေထဲမှာကောလေနော်လောကင်းနေတဲ့ရှာဖွေစားတော့နေကြရတယ်လူတွေကိုပြောပြချင်တာနော်တကယ်ပညာရှင်တွေဘုံနေနေတော့မနိုင်ရှင်အပ်ပါဘူးမနိုင်ရှင်ရက်ပါဘူးဒါပေမဲ့တို့တော့ကျွန်တော်ဒီနေ့ဥဇောတိကကိုတချို့လာပြိုင်နေလို့ပဲထင်လို့ရတယ်နော်ဘာဖြစ်လို့လာပြောရလဲဆိုတဲ့အကြောင်းရင်းကိုပြောပြမယ်ဥဇောတိကသူပြောတဲ့ဗ
video တွေကိုကြည့်တယ်ဒီထဲမှာဗုဒ္ဓခရိယန်တွေလည်းအမှားတွေအများကြီးပါတယ်နော်ဘယုတ်ဒုက္ခတချို့အောက်တန်းစားခရိယန်တွေပေါ့ကျွန်တော်ကိုယ်တိုင်ခရိယန်နော်အောက်တန်းစားခရိယန်တွေရှိတယ်အများကြီးဗုဒ္ဓအကြောင်းကိုသူ့ကိုယ်သူဟောနေတဲ့ဗုဒ္ဓဘာသာတွေရဲ့အကောင့်အောက်မှာသခင်ရှုသင်ကိုချစ်တယ်တို့ဗုဒ္ဓကမကယ်နိုင်မဲ့သင်ကိုသခင်ရှုကကယ်နိုင်လို့သွားပြီးရှာရှည်တာနော်အောက်တန်းကြတာအစင်နှိမ့်တဲ့ခရိယန်တွေလို့ခေါ်တယ်ဒီအကောင့်တွေကနော်ကိုဖယားအကောင်းကြောင်းကိုမဟုတ်ဘူးမဟုတ်ပဲသူများဘာသာကိုချိုးနေပြီအဲ့လိုတော့ရှောက်အစင်တမ်းမရှိစကားပြောတာမစင်မချင်တဲ့ကောင်တွေရှိတယ်သူတို့ကိုဦးစောတိကတုံ့ပြန်လာတဲ့တုံ့ပြန်နဲ့သူ့ရဲ့စကားတွေထဲမှာဘာတွေပါလာလဲဆိုခရိယန်ဘာသာတွေကမသိအကြောင်းမရှိတဲ့အကြောင်းတရားမရှိတဲ့ဘာသာတို့ဘာလို့အထူးသဖြင့်ကဒီတခင်ရှုရဲ့ဒီမွေးဖွားခြင်းနဲ့ပတ်သက်ပြီးဟိုဘက်ကခရိယန်မဲလားမသိဘူးမေးခွန်းထုတ်တာဗာလဲလက်တော်ကိုချက်တော်နဲ့ရစ်တယ်ဆိုတဲ့ဗုဒ္ဓဘာသာဘက်ကယုံကြည်မှုတစ်ခုကိုခရိယန်ဘက်ကတခင်ရှုမွေးဖွားခြင်းနဲ့ဒါလိုရှင်ပြီးမေးခွန်းတွေထုတ်လာတဲ့ခါကျရင်ထုတ်လာတော့တန်းကြီးခံရပြီကြည်ဆိုတဲ့ပုံစံမျိုးတွေသူတို့ရဲ့အပြောတွေကသူတို့လည်းကျွန်တော်အမြင်နဲ့ဒါဟိုအောက်တန်းစားခရိယန်တွေလုံနေတဲ့အလုပ်ကိုသူတို့ကဉာဏ်ပညာရှိတနည်းအားဖြင့်ဉာဏ်နဲ့လုံနေတယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်ကျွန်တော်မကြိုက်လို့ကျွန်တော်တို့တုံ့ပြန်လာရတာဖြစ်တယ်ဒီလိုဗုဒ္ဓဘာသာဘုန်းကြီးတွေဘက်ကိုဗုဒ္ဓဘာသာဝင်တွေလည်းမပါစေချင်လို့ကျွန်တော်တို့ line ပေါ်မှာတက်ပြောတာဖြစ်တယ်လားရှာရှိတာမဟုတ်ဘူးเนาะဦးဇောတိကခရိယန်ဘာသာကိုလည်း तू ကလာကိုရှုပ်နေတယ်ဆိုလို့ကျွန်တော်မြင်တယ်ဒါကြောင့်ကျွန်တော်ကလာရှုပ်တာเนาะဒါကြောင့်ဗုဒ္ဓဘာသာကလုံးဝကာလာမတုတ်ကရှင်းပြောရရင်ဗုဒ္ဓဘာသာဝင်တွေအတွက်ပြောတာဖြစ်တယ်ဘာသာခြားရအတွက်လည်းပြောတာဖြစ်တယ်တကယ်လို့ဗုဒ္ဓဘာသာဝင်တွေအတွက်ပြောတာမဟုတ်ဘူးလို့ပြောရင်ဗုဒ္ဓဘာသာဝင်တွေကဗုဒ္ဓမြတ်စွာဘုရားကိုအကျိုးရှိအကြောင်းရှိယုံစရာမလိုတော့ဘူးမျက်လုံးမှိတ်ပဲယုံလိုက်တော့ဆိုတဲ့သဘောတရားမျိုးတက်ရောက်သွားတယ်လို့ကျွန်တော်အနေနဲ့မြင်လို့ကျွန်တော်ဒီလိုရောက်ဖြေချခြင်းဖြစ်တယ်အမားပါရင်ခွင့်လွှတ်ကြပါတောင်းပန်ပါတယ်စောကားလို့ချင်းလုံးဝမဟုတ်ပါအမုန်းတရားနဲ့တုံ့ပြန်ခြင်းလည်းလုံးဝမဟုတ်ပါဘူးเนาะအားလုံးကိုအထူးပဲဖျားထင်ကောင်းချီးပေးပါစေခင်ဗျာ